လိုက်ပါလားပို့တူရဲ့အေးရှိတော့မေးချင်တာပဲနင်ငါတော့ငါကြည့်အောင်ဒါနဲ့ပို့တူလေးဖိုးတော်ရင်ကိုကျမပစ္စည်းရထားပါရှင့်စားမယ်ဟဲ့နင်ဟာယူဘက်ကင်မရာနဲ့ပြရအောင်ပါလားဗျတေးဘူး sorry ရေမြည်နေတယ်ဟဲ့မကြည့်နဲ့တော့ကျမပစ္စည်းရထားပါရှင်ကျမပစ္စည်းရထားပါရှင်မစနစ်ကြတယ်နော်စနစ်ချင်လဲတယောက်စီနေတာပြီးတော့အိမ်မှာလာရှာပြရိုက်မှာဟာဒီထဲမှာရှိ